ညနေဝင်တဲ့အသီးတွေပါရှယ်ကိတ်ကြီးတွေကိုတီးဖယ်ထားပါတယ်ရှယ်ကိတ်တီးမှားတဲ့သူရှိလို့လုံးစင်းတွေကတော့ရှယ်ပဲဒါကမှနိုးစီတီးစားကောင်းတီး special တီးချင်းထဲမှာတော့ဆိုင်းငယ်လေးတွေအလေးတွေကလည်းတဆုပ်တီးလေးတွေဒီလိုရှယ်ကိတ်တော်ကြီးတယ်လားလူတီးကြီးတွေလည်းရှိပါတယ်လို့